အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ application ပေါ့နော်ဝယ်မသုံးခင်မှာ demo သုံးချင်တယ်ဆိုတော့ဝါသနာရှင်ညီကိုရကျွန်တော် demo version လေးထုတ်ပေးထားတယ် demo version ဆိုတဲ့အတိုင်းစမ်းသပ်ရုံတော့ပဲရမယ်ပေါ့နော် premium ဝယ်ကမှာပဲ API ဝါသုံးရမယ်အခု demo version မှာဘာတွေသုံးရမယ်ဆိုဒီမှာကျွန်တော် demo version သုံးနေရဆိုရင် demo version လို့ပြနေမယ်ပေါ့နော်ပြီးကျွန်တော် channel တွေကတော့အားလုံးသုံးလို့ရတယ်ဒီမှာပေးသုံးမထားတာတွေကကျွန်တော်ဘာတွေလဲဆိုတော့online ကိုပေးသုံးမထားဘူး online ဆိုတွေပိုင်းပြီးရင်salary ပိုင်းကိုပေးသုံးမထားဘူး backend track မှာဆိုလဲကျွန်တော်တို့export ထုတ်ခွင့်ပေးမထားဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာအောက်ကိုင်းကdrum pad တွေဆိုရင်ကျွန်တော်တို့ A အပိုင်းကိုပဲပေးသုံးထားတယ် channel အပိုင်းကိုကျွန်တော်တို့ပေးသုံးမထားဘူးပေါ့နော်လောဆယ်မှာ style ထည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့ဆန်းလို့ရမယ် drum set ထည့်လို့ရမယ်ဆန်းလို့ရမယ်ပေါ့နော်ကျွန်တော်လောဆယ်မှာstyle လေးတစ်ခုထည့်မယ်ပေါ့နော် drum style တစ်ခုထည့်မယ်ကျွန်တော်ရိုက်ထားပြီးသား drum style လေးပေါ့နော်ကျွန်တော်အဆန်းအနေနဲ့demo style လေးကိုထည့်လိုက်မယ်ပေါ့နော်အဲ့ချိန်မှာသူကsign file patch စစ်စစ်နေပါသည်ပေါ့နော်အောက်မှာလည်း loading တစ်ချက်ဖြစ်နေရပါတော့အဲ့ကောင်တစ်ချက်စောင့်ပါမယ်ပေါ့နော်ပြည့်သွားပြီဆိုရင်ကျွန်တော်စပြီးတော့ဆန်းလို့ရပြီဒီမှာ intro A main A fade A row A admin ဒါတွေကိုကျွန်တော်တို့အသုံးပြုလို့ရမယ်ပေါ့တခြား PA ဘာရောသုံးလို့မရသေးဘူးသုံးလို့ရခြင်းကျွန်တော်တို့ premium key လေးဝယ်သုံးရမယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ကျွန်တော်တို့စတိုင်လေးထည့်တာ MB နဲ့မြတ်ပုံမူတည်ပြီးတော့ကြားတယ်ပေါ့နော်လောစီမှာစတိုင်လေးရသွားပြီစင်ပြေသွားပြီပေါ့နော်ဒီမှာကျွန်တော်စပြီးတော့အတန်ကိုစပြီးဆန်းလို့ရပြီကျွန်တော်ကscreen record ဖမ်းတာဆိုတော့နည်းနည်းတချို့အတန်လေးမှာစင်ပြေရှိကောင်းရှိနိုင်တယ်ကျွန်တော်တို့ကစတိုင်ကိုစပြီးမလုပ်ခင်မှာဒီမှာကျွန်တော်တို့ CYN အတန်ကျွန်တော်တစ်ချက်အဲ့လိုမျိုးလေးလုပ်ထားပြရမယ်ပေါ့နော်ကျွန်တော် CYN အတန်ကကျွန်တော် auto လေးထည့်ထားတာဆိုတော့ detail လေးအရင်သိအောင်ကျွန်တော်တစ်ချက်အရင်လုပ်ရမယ်ပေါ့နော်စမ်းမယ်စမ်းမယ်အဲ့ဒီမှာကျွန်တော် main ကိုတွန်းနှိမ့်မိမယ်ဆိုတော့ကျွန်တော် premium ဝယ်ခိုင်းတဲ့အနေထားကိုသွားမယ်ပေါ့နော်ကျွန်တော် demo ပဲပုံမှန်ဆိုပါတယ်โอเคအဲ့လိုမျိုးရှင်းလို့ရမယ်ပြီးရင်ကျွန်တော် code တွေပါတယ် online ဆိုတော့တုံးလို့မရဘူး style တုံးလို့မရဘူးခုနကပြောဆိုကျွန်တော် light run တွေပါတယ်တော့ပုံမှန်တိုင်းပဲတုံးလို့ရမယ် demo version မှာတီးလို့ရမယ်ပေါ့နော် light ကတော့ free တီးလို့ရမယ်ပေါ့နော် backend track backend track မှာဆိုလည်းအဲ့လိုပဲကျွန်တော်တို့ကစီလို့ရမယ်ပေါ့နော်အများကြီးပဲစီလို့ရမယ် CB play ရာကြီးပါညာတွေစပြီးတော့လုတ်လို့ရမယ်ပေါ့နော်စပြီးလုတ်လို့ရမယ်sorry ဒီကောင်လေးချက်ပြန်ပြလိုက်ကျွန်တော် main ကိုပဲထားကြည့်မယ်ပေါ့နော်button A ကိုပဲပေါ့နော် button A play ကြည့်မယ်အဲ့ဒီ play ရတယ်ကျွန်တော်တို့ကဒီမှာကန့်သတ်ထားတာပါလဲဆိုတော့ကျွန်တော် export ထုတ်ခွင့်မပေးဘူးပေါ့နော်တချင်းကိုပြုံး export ထုတ်ခွင့်မပေးဘူးအဲ့ဒါကိုတော့ကျွန်တော်တို့limit လောက်ထားတယ်တကယ်လို့မှကျွန်တော်တို့မှာ premium key ဝယ်မယ်ဆိုတော့ဒီမှာကျွန်တော်တို့story ဘိုင်းတွေပါဆိုလဲကျွန်တော်တို့ sound တွေဖတ်လို့ရမယ် video file တွေကြည့်လို့ရမယ်ပေါ့နော် online storage မှာဆို online မှာ sign တွေပါအားလုံးပေါင်းသိမ်းလို့ရမယ်အဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့premium ဘက်ကိုတစ်ချက်သွားမယ် premium key လေးကျွန်တော်တို့ထည့်လိုက်မယ်ပေါ့နော် premium key လေးဒီလိုမျိုး premium key လေးဝယ်ခြင်းနဲ့ဆိုတော့ကျွန်တော်ချိန်မှာလာပြီးတော့ဝယ်လို့ရပါခင်ဗျာနော်အောက်ကနေပြီးတော့ဒီမှာကျွန်တော်တို့ Viber တွေဖုန်းနံပါတ် Telegram နဲ့ဆက်သွယ်ပြီးတော့ကျွန်တော်ချိန်မှာလာရောက်ဝယ်ယူနိုင်ပါတယ်ဗောနော်ကျွန်တော်မြန်မာ drum box ဆိုပြီးကျွန်တော် key လေးပေးထားမယ်ဗောနော်ကျွန်တော်အသုံးပြုတဲ့ key ကိုအောက်မှာကျွန်တော်ချက် premium key လေး edit လုပ်မှာပေါ့ကျွန်တော် edit လုပ်ထားပြီးဒါ back story ရိုက်ထည့်ရုံပဲဗောနော်တကယ်လို့မှအရင်တော့ဝယ်ထားတဲ့သူဆိုရင်လည်းကျွန်တော်တို့ကpremium version မှာဆင်းသုံးရုံပဲဘာမှလုပ်စရာမလိုဒါဆိုကျွန်တော် key ထည့်နေပြီကျွန်တော်တစ်ချက်စစ်နေပြီဗောနော်โอเคဒါဆိုတော့ကျွန်တော်တို့ premium key လေးရပြီပေါ့နော်ခုန demo version နဲ့မှာကျွန်တော်တို့ premium version ဖြစ်သွားပြီပေါ့နော်အဲ့မှာကျွန်တော်ဘာသုံးရမလဲခုနကတ်သက်ထားတဲ့ဟာဒီကုန်းသုံးလို့ရမယ် online storage ဆိုတော့ကျွန်တော် online မှာချိန်ပြီးတော့ style တွေတင်လို့ရမယ်ပြီးကျွန်တော် story room မှာဆိုလဲကျွန်တော်တို့ဒီမှာonline ebook တွေဒီထဲမှာပဲလေ့လာလို့ရမယ်ပေါ့နော်ဒါကတော့ online ebook ပါအသုံးပြုနေကြအောင်လေးပြီးရင်ကျွန်တော် lesson video တွေဒီထဲမှာပဲကြည့်လို့ရမယ်ပေါ့နော် lesson video တွေရှိမယ် okay ဒါဆိုကျွန်တော်တို့upload လုပ်ပေးထားတဲ့ lesson video တွေကျွန်တော်လောဆယ်တော့ထပ်တင်သွားဖို့လည်းရှိသေးတယ်ပေါ့နော်ပြီးရင်တယောက်ကဟာတွေအားလုံးကန့်သတ်မရှိတုံးလို့ရမယ် application တွေကကျွန်တော်တို့ရှိမယ်တစ်နှစ်ရှိမယ်ကျွန်တော် live line ရှိမယ်ကျွန်တော်တင်နန်းနေကျွန်တော်အယောင်းတိုင်းတွေအတွက် unlimited live time ဆိုတာရှိမယ်ပေါ့နော် plan လေးမျိုးမျိုးရှိပါတယ်စက်ဝင်စားလို့ဝယ်ယူနေတဲ့ပိုင်းကျွန်တော်ရှိမှာဆက်သွယ်လို့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော် premium version လေးပါကျွန်တော်တုံးတဲ့လူတွေပုံမှန်မူလီပြ premium version demo version ဆိုပြီးရှိမယ် demo version ကဘယ်လိုပဲနေနေဆန်းလို့ရမယ်ပေါ့နော် demo version ဆန်းတယ်ကျွန်တော်အပေါ်မှာပြထားတဲ့ website တိုင်းပဲ demo drum box.pay.gg ဆိုပြီးတော့ဆန်းလို့ရပါခင်ဗျာအားလုံးစင်ပြကြပါသေးတယ်